Hello အားလုံးပဲမင်္ဂလာပါဘလော့ဘန်ရေရော YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုရိုက်ပြပေးမယ်ဘလော့လေးကတော့မိမိစီအလဲသွားလေတော့ငါမိမိလိုက်ပို့ပြီးတဲ့ရွာငံမျိုးမျက်စိစေုံနာမှာတည်ရှိတဲ့အနန္တစီနာတန်ဖို့ဒီစီရောတို့တောရဖူးမြော်လဲပတ်ခဲ့တဲ့ဘလော့လေးပဲဖြစ်ပါရရှင်အနန္တစီနာတန်ဖို့ဒီစီရောအကြောင်းတော်ဟာဆိုရင်အထက်လေးထပ်ရှိပါတယ်ပထမထပ်မှာဆိုရင်ဖျားစင်းထုတော်ထားရှိရာတွေ့ရပါတယ်ဒုတိယထပ်မှာဆိုရင်တော့အထင်ကြီးဆရာတော်ကြီးများရဲ့ရုပ်ထုရည်ထားရှိရဲ့တတိယထပ်မှာတော့တော်တော်ထားပါတယ်အပေါ်ဆုံးထပ်မှာစီတေထားပြီးတော့ဟောခန်းထားရှိရာတွေ့ရှိရပါတယ်ရှင်အနန္တစီနာတမုတ်ဒီစီရာဆိုရင်အလွန်ကိုမှကြီးညိုတတ်ပင်လှပါပါပေတယ်အထက်တိုင်းမှာလည်းကြည်ကြဝန်းဝန်းနဲ့ဖျားဆင်းထူတော်များအထင်ကြီးဆရာတော်ကြီးများရဲ့ရုပ်ပွားတော်များပြန်လည်တော်မူသွားပြီးဖြစ်သောဆရာတော်ကြီးများရဲ့တော်တော်များကိုလည်းထားရှိရာတွေ့ရှိရပါတယ်အခုရိုက်ပြထားတာကတော့ပထမထပ်မှာထားရှိရဲ့ဖျားဆင်းထူတော်များကိုရိုက်ပြထားတာဖြစ်ပါတယ်အခုယုံတို့ရောက်ရှိနေတဲ့အထက်ကကြတော့ဒုတိယအထက်အထင်ကြီးဆရာတော်ကြီးများရဲ့ရုပ်ပွားတော်များထားရှိတဲ့နေရာကိုရောက်ရှိနေရဖြစ်ပါတယ်ဒီမြင်ကွင်းလေးကတော့ဒုတိယထပ်ကနေပတ်ဝန်းကျင်ကိုမြင်ရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ရှင်အခုရောက်နေတဲ့အထက်ကကြတော့တတိယအထက်ပြန်လည်တော်မူသွားပြီးတော့အထင်ကြီးဆရာတော်ကြီးများရဲ့ဓာတ်တော်ထားရှိတဲ့နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်
မြင်ကွင်းလေးကတော့တတိယထပ်ရဲ့မြင်ကွင်းလေးဖြစ်ပါတယ်အခုရောက်နေတဲ့ထက်ကကြတော့အပေါ်ဆုံးထပ်ဖြစ်ပါတယ်အပေါ်ဆုံးထပ်ကနေမြင်ရတဲ့မြင်ကွင်းလေးရဆိုရင်အရန်ကုန်မှာအေးချမ်းသာရပြီးတော့လေကောင်းလေတန်းရတဲ့နေရာတစ်ခုဖြစ်ပါတယ်ရုံကတော့ဒီရောင်ငယ်မျိုးမှာရှိတဲ့အနန္တစီနာတမုတ်ဒီစီရောကိုတော့ဖူးမြော်လက်ပတ်ဖို့အကြံပေးချင်ပါတယ်ရှင်။ဘာဖြစ်လို့လဲဆိုတော့အထင်ကြီးဆရာတော်ကြီးများရဲ့ရုပ်ပွားတော်တွေပြန်လည်တော်မူသွားပြီးဖြစ်တော့အထင်ကြီးဆရာတော်ကြီးများရဲ့တတ်တော်များကိုလည်းမြင်တွေ့ခွင့်ရတယ်ပြီးလို့ရှိရင်တဘာဝရဲ့အလှတရားကိုလည်းမြင်တွေ့ခွင့်ရလို့တော့ရောက်လည်းပတ်ကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်။ရုံရဘလော်လေးကိုတော့ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။အပြန်မှာအနန္တစီနာတမုတ်ဒီစီရီမုတ်ပေါဝညနေချင်းဆိုင်မှာတည်ရှိတဲ့လူလောက်ရည်တစ်ခွန်ကိုလည်းယုံတို့ကဝင်ရောက်ကြည့်ရှုခဲ့ပါသေးတယ်။ယုံတို့ဝင်ခဲ့တဲ့အချိန်ကကြတော့ပြင်ဆင်နေအောင်ပဲရှိသေးတယ်။ဝင်ကြီးတော့မပေးရသေးဘူး။ယုံတို့သွားတဲ့အချိန်ကမိနစ်ကဖြစ်တယ်။မိနစ်က6ရက်အောက်တိုဘာလ2025ခုနှစ်သတင်ကြလာပြီးနေမှာသွားခဲ့ရဖြစ်ပါတယ်။တော်တော်လေးကိုမှလှရတယ်နော်။ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းပါပဲရှင်။နေ့စဉ်နေ့တိုင်းသတင်းကြလာပြီးနေ့မှာဖောင်တော်ဦးဖျားဒေသစာကြီးဖူးမြော်ခန်းကြောက်လှည့်လေတာကိုရိုက်ပြပေးထားတာဖြစ်ပါတယ်။
လာရောက်ဖူးမြော်ကြည့်ရှုရဲ့သူတွေကတော့တော်တော်ကိုမှများပါတယ်ရုံးရဲ့ဘလော့လေးကတော့ဒီလောက်ပါပဲရှင်ရုံးရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဘလော့တွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ထပ်မံပြီးတော့လည်းရုံးကကြိုးစားတော့ပါဦးမယ်ရှင်ရုံးကခုတလောမအားဖြစ်တာနဲ့လောက်လိုက်တင်လိုက်မတင်လိုက်အဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲဒါကြောင့်မို့လဲတီးခံပြီးတော့ဆောင်ဆိုင်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်ကျမဖြစ်ရှင်ကြပါစေ